ငယ်ချင်းချောရေးချောဦးတိုင်အေးရာဒီဦးတူကလည်းဒီနေ့တော်တော်ပူတယ်နော်တော်ပူတာအေးဒီလေးပါလေးတိတ်ပေါင်းအေးခတ်တော့လောက်တယ်မအေးဒီလည်းမခတ်ခိုင်းတော့ဘူးအားနာလို့တော့ပါအေးပါအေးပါအေးတတိအိမ်ဆိုတော့အေးတာပေါ့အေးဝါတာကူလာလေးရောနေ့ကြီးဟာချွေးနေရောရလေးပါလေးခတ်အောင်အေးပါအေးပါလေးပါဒါပြီးရတယ်ဟုတ်ဒီအိမ်မှာဗာလိညာလေးနဲ့စားပြမရှိလားအေးမရှိဘူးဗာလိညာလေးကိုမရှိဘူးအေးမရှိဘူးလို့ဒါနဲ့ဒီရက်တောင်လေးကချစ်စရာလေးတော့ဒီဇိုင်းကလည်းတစ်မျိုးလေးသေးလည်းသေးတယ်အဲ့လိုလည်းကောင်းလည်းဆန်းတယ်ဒီလည်းများရဟုတ်လားအဲ့လေးပဲရအဲ့လေးလားငါဝါလေးအင်္ဂကလေးတွေရေဘူးထမင်းဘူးလိုတော့သွားဝယ်ခဲ့တာ83လ343က bracket ဆိုင်ရလေးအမှသွားဝယ်ခဲ့ပစ္စည်းတော်တော်ဆုံးနေအမှငါ့ကိုဒါလေးလက်ဆောင်ပေးလိုက်တာလက်ဆောင်ရခဲ့တာဟုတ်ကဲ့ဒါနဲ့နင်းဝေးတဲ့ဆိုမှအေးငါလည်းကြောက်ဖွင့်တော့မှာငါတော့လေဒီလောက်ကူလေးတွေပဲဖြစ်ဖြစ်ရေဘူးထမင်းဘူးပဲအေးပေါ့အေးအဲ့လေးအေးဝယ်ချင်တာအေးငါလည်းသွားဝယ်ဦးမှာမအေးကလေးကကြောက်ဖွင့်တော့မှာပူစားနေဒါနဲ့နင်းပြောနေငါမေ့လားဆိုင်လိပ်စာလေးပြန်ပြောစမ်းမှာငါဆိုင်လိပ်စာလားဆိုင်လိပ်စာလား23လ3435ကြာ bracket ကလေးတင်ထားကိုဆိုင်ပါနော်ချမ်းမတော့ချမ်းမတော့နော်အဲ့ဒါငါပြန်လိုက်မယ်ငါကလေးတွေတော့ပဲလိုက်တော့အေးအဲ့ဒါလေးထားခဲ့ဦးလေအော်အေး sorry အဲ့တော့လက်ဆောင်ရတာဒါ83နိုင်လားမသိဘူးအော်ဒါနေမှာ bracket ချင်းမှာငါလေးပြပြန်လေအေးအမသားအတွက်လေရေဘူးရဲ့တောင်းဖွင့်လာမှာဆိုတော့လေရေဘူးရဲ့ထမင်းမှုရှိရှိပါထမင်းမှုရဲ့လွယ်အိမ်ဟုတ်ကဲ့အဲ့လေးကြည့်ချင်တာဟုတ်ကဲ့ဟုတ်မလိုက်ပြပြီနော်မဟုတ်မငွေချင်းပြောရလို့လေအဲ့တော့စုံတာပဲဟုတ်မဒါမျိုးလေးရှိရရှင့်သူကကာလာလေးလည်းရှိရသူ့ရဲ့ပုံစံကတော့နှစ်ထပ်ပုံစံလေးပါမမထမင်းမှုကကလေးဆိုဟင်းနဲ့ထဲမှာဆိုဒါလေးယူလိုက်မယ်နော်ဟုတ်ကဲ့ရောင်မေးယူမယ်နော်ဟုတ်အဲ့ဒါတခြားလေးစစ်တယ်နော်ဟုတ်ကဲ့ရှင်ဟုတ်အေးလေးမကြည့်လိုက်အောင်နော်ဟုတ်ကဲ့ရှင်ဘဲကမသာဟိုဟာ KG ဆိုပေမဲ့ဝက်ကြီးတယ်ဒန်းရွယ်လောက်ရှိနေနည်းနည်း size ကြီးတဲ့ထဲယူသွားတယ်ဟုတ်ကဲ့ဟုတ်ညီမတို့မှာ trolley လေးလည်းရှိရရိုးရိုး bag ဟာလေးလည်းရှိရဒါကားကြိုက်တော့ဒါလေးပဲယူလိုက်ဟုတ်မှာဟုတ်ယူမယ်ဒီဘူးလေးကျုံမယ်နော်ဟုတ်ကဲ့ရှင်ဒီဘူးကယောက်ျားလေးဒီဇိုင်းနဲ့ခါချင်းယောက်ျားလေးဒီဇိုင်းဆိုရင်ဒါမျိုးလေးရောမမဒါဆိုရင်မောတောက်မမတကယ်လို့မောတောက်မကြိုက်ဘူးပိုင်းနေဆိုလဲရှိရမမဒါလေးကမောတောက်ပေါ့နော်ဒါလေးကပိုင်းနေပါရှင့်ဒီအောင်လေးတမ်းမယ်နော်ဟုတ်ကဲ့ရှင့်အမကိုဈေးလေးတည်းမဟိုအချိန်ရင်းနေရဟုတ်ကဲ့ရှင့်ဟုတ်ကောက်နာတစ်ချက်လိုက်ကြပါနော်မဒီမလေးဘယ်လောက်ကြလဲမသိဘူးသသိန်း9တောင်ခွဲဒီလေးလေးကဘယ်လောက်လဲသိန်းစီလိုက်တော့မမဒါလေးကကြာလေးညီမလေးကိုစီရပါတော့2000မို့အထက်ဝေးယူတာနဲ့ညစ်တာလက်ဆောင်လေးနဲ့ဘိုက်ကရဲ့ရက်တောင်လေးကြည့်တာပါရှင်ဒီကအမတငယ်ချင်းစီမှာပါလို့ဒီချောင်းအော်ဟုတ်လားမတို့ရဆန်းနေပြီလက်ဆောင်ပေးလိုက်တာဟုတ်ကဲ့ပါမဒီကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ရပါရှင်မလိုက်ဖို့ပြီနော်မ